Hello guys,ကျွန်တော်ဒီနေ့မှာ The Match Mary H The Match Mary H ဆိုတဲ့ game ကိုကျွန်တော်ဆော့ဝယ်လာဖြစ်ပါတယ်ဒီ game ကတော့ The Match Mary H2 လည်းရှိပါတယ်ကျွန်တော်ဒီက1ဆော့နေဖြစ်ပါတယ်သူကကျွန်တော်ဆော့လို့မရဘူးဖြစ်နေကျွန်တော်အတက်ကRoblox အကောင့်စတင်ခွင့်ကအတက်ကနှိမ့်ထားတယ်အဲ့ဒါကြောင့်သူကဆော့လို့မရဘူးကျွန်တော်ဝမ်းမဲ့ဆော့လို့ဒီကလိုမျိုးပရိုတို့ကျွန်တော်ဆော့ခိုင်းတာရှိလို့ရှိရင်ကျွန်တော်YouTube comment အောင်ပါမှန်သွားပြီပေါ့ပရိုတို့ဆော့ခိုင်းတာကျွန်တော်ဆော့ပြီးပါမယ်ดูมือสู้ပေးပါလေโอ้ကျွန်တော်ကြာပါလေရှင်တော့ရှော့ခန်းခိုင်းအောင်နော်ရှော့ခန်းမြင်လိုက်တော့ကွာဒီပါရေဟောတော့သုံးကြရတော့ဟာငါဆိုတော့ကြည့်ပါဒီတော့ပါအဖသားမိုက်ရ Oh my god အဖသားမိုက်ကောင်းလေးအဲ့ဒါရှုံးပါရေကွာငါနိုင်ပါလေကျွန်တော်ဆော့လို့ကောင်းတယ်။ကြောင်ကြီးကလေးစားကြီးနဲ့လိုက်ပြီလား။အဲ့ဒါကျွန်တော်တို့ကသူ့တေးအောင်ချရတယ်။ဆော့စားလိုက်တယ်ကျွန်တော်ရေသွက်တောက်တော့သေပါရေကွာရေသွက်တောက်ဒီကောင်းနေပါဘူးကောင်းနေအဲ့လိုရငါအဆင်ဒီမှာရှိငါဘာမှဝင်လို့လားမသိပါဘူးကြည့်လိုက်ပါကြည့်အောင်ငါပုံလည်းရှိဘာမှဝင်လို့လားမသိပါဘူးဘာပါငါလည်းဘာမှဝင်လာတော့ဘာပါကွာကျွန်တော်ရဲ့ view က1 million ပြသွားလို့ရှိရင်ခင်ဗျားတို့ကျွန်တော် robot လက်ဆောင်ပေးပါမယ်လိုချင်လို့ရှိရင် view 1 million ပြအောင်လုပ်ခဲ့ပေးပါနောက်ပြီး subscriber လည်းကျွန်တော်လုပ်ခဲ့ပေးပါနောက်ပြီး comment အောင်ပါခင်ဗျားတို့ရဲ့အကောင့်လေးပေးခဲ့ပါကျွန်တော် robot ဖြည့်ပေးပါမယ်ခိုင်းလို့တော့ယူ let's goခုမှတဝဲဆိုပါစီတန်းတော့ရှုံးနေဒီပွဲတော့မရှုံးအောင်ဆိုရင်မတရားပေါ့ကွာပြောလို့ရှိရင်အဖတာလေးရမှာဒီအဖတာလေးနော်
ပြေးရမြတ်တွေရှင်တက်လာတော့ရှင်တက်လာဒီရက်လားရောကုံအပ်လိုက်ပြီကောင်းနေယောကြားလိုက်တာကွာခင်းရမဝင်သေးဘူးလားဟိုရဒီတော့မဝင်သေးဘူးလားကွာဆောင်းကြားလိုက်ရ